ရေဝီစီးနေရဲ့မနှင်းစီအရာဒီမြစ်ထဲမှာရေဝီစီးနေတယ်နောက်ဆိုတရားစင်းကိုမရွှေ့ပါနဲ့မသေးပါနဲ့မနှင်းစီနဲ့သူကပြောတယ်သူတကယ်တမ်းယူဖြစ်ခဲ့တာတရားစင်းနဲ့သူအမြင့်ရနေထိုးကြပြီးအေးသွားမယ်လို့ထင်လို့နေမှာပေါ့အရန်ပြင်းထန်နေတဲ့ခြင်းမတစ်ခုကလူကိုတက်ရောက်လိုက်ရင်စိတ်အထီးခိုက်တွေတက်တာသွားမယ်ထင်လို့နေမှာပေါ့ဒါပေမဲ့ကျွန်တော်တို့တွေးထားရမှာဒီလိုစင်းရဲ့အကြောင်းပဲရှေးရတော့အမြဲလိုစီးစင်းနေမှာပဲလေဒါကိုသူလည်းသိမှာကျွန်တော်တွေးမိနေတာကကျွန်တော်လည်းသိတဲ့အမြဲစီးစင်းနေတဲ့ရေရဲ့အကြောင်းပြောပါအောင်မယ်မသေးပါနဲ့လားမနှင်းစီရှင်အများကြီးမတောင်းနေနဲ့နော်တကယ်တည်ချင်းအဖိုးတန်ပါတယ်တဲရီကွဲအရက်တီတော့ပြီးတရားရင်တော့မိုက်ပါဘူးတဲ့သူကပြောတယ်အေးပေါ့စကိုင်းတရားပေါ်ကခုံချရတာတော့ဘယ်လာမလဲလို့ကျွန်တော်ပြန်ပြောဖြစ်တယ်ညဦးပိုင်းကလေးကသူနဲ့ကျွန်တော်ချင်းဟောင်းနေကြောင်ပြောပြနေခဲ့ကြတာခေအဆက်ဆက်ရဲ့မခင်နှင်းစီအကြောင်းပေါ့ဗျာသူခင်နဲ့သူမခင်နှင်းစီကတော့ရှိခဲ့ကြတာပဲလေတချို့ခေရဲ့မခင်နှင်းစီကလှလိမ့်မယ်တချို့ခေရဲ့မခင်နှင်းစီကစူးနဲ့အစိတ်ရှိလိမ့်မယ်ကျွန်တော်ခေရဲ့မနှင်းစီရောဘလို့လဲနင်းညာတညလုံးမခင်နှင်းစီရာဇဝင်နောက်ကိုလိုက်နေတဲ့အကြောင်းမနှင်းစီကိုပြောပြဖြစ်တယ်ခင်မောင်တိုးလွှမ်းမိုးတန်းဖေလေးမှသည်ဟိုအကိုကြီးရဲ့မခင်နှင်းစီတို့တကယ်တော့လေကိုမြကြီးရဲ့မခင်နှင်းစီတို့ပေးစာကပဲမူရင်းဆိုပါစို့ဒီလိုပြောဖြစ်တာမနှင်းစီလည်းမခင်နှင်းစီအကြောင်းသိချင်မှာပဲမဟုတ်လားမနှင်းစီတီလားပြောပြရအောင်မယ်တကယ်တော့လေရှေ့မျိုးဆက်မဲပေါက်ခဲ့တဲ့ချင်းလေးတစ်ပုဒ်ပေါ့ကိုမြကြီးရဲ့မခင်နှင်းစီတို့ပေးစာဆိုတဲ့ချင်းချောင်းကိုဆရာကိုလေးလွင်ရရှိလိုက်တော့ဟိုအကိုကြီးရဲ့မခင်နှင်းစီဖြစ်သွားတယ်ပေါ့နောက်တန်းဖေလေးကဆိုပြရင်အဲ့ဒီတချင်းထဲမှာထည့်ပြောတဲ့သဘောပဲနော်တကယ်တော့လေဒီလား story telling မှာပဲဗျာကိုလေးလွင်ရဲ့မခင်နှင်းစီလို့ပြောရင်ပိုတော့တင့်တော်အောင်မယ်သူချစ်တဲ့မခင်နှင်းစီကိုဟေးဒီတချင်းလေးကတော့မင်းနဲ့အရန် match ဖြစ်တာပဲကွာငါတို့မျိုးမဲ့ဒီချင်းလေးကခေအစားဆုံးဖြစ်ပြီးမင်းကလည်းအလှဆုံးမင်းကလေးပါပဲကွာမခင်နှင်းစီရပေါ့သူဒီလိုကိုမှပေါ့လေဒီလားကျွန်တော်ရဲ့မနှင်းစီကရောဗျာဒီဘက်ခေရဲ့မခင်နှင်းစီကရောဗျာတေဝတ်ခုပဲဘဝမယ်လို့ဆရာရှိရလားကျွန်တော်မသိလို့မေးကြည့်တာပါမသိပါနဲ့လားမနှင်းစီကျွန်တော်ရဲ့စာရီအရင်ကထပ်ပိုနှွေးထွေးလာတာကိုရောခန်းစားလို့ရလားခမများပြောသလိုတကယ်တည်ရှင်တွေကအဖိုးတန်ပါတယ်ဗျမသိပါနဲ့အောင်မနှင်းစီအခုဆိုရေးရစီးနေရဲ့မနှင်းစီခမများခုံချသွားတဲ့အချိန်ရေပြင်ပေါ်မှာခရက်တွေထသွားလဲခဏနေရင်သူတို့ကပြက်ကွဲသွားကြမှာပြီးရင်ခမများပြုတ်ကြလာခဲ့ဖို့လေဆိုတဲ့အကြောင်းကိုပါမဖြစ်ဘူးသူတို့ဆက်လက်စီးဆင်းသွားကြမှာရေရစီးနေရဲ့မနှင်းစီအရာဒီမြစ်ထဲမှာရေရစီးနေတယ်နောက်ဆိုတရားစင်းကိုမရွေးပါနဲ့ကိုမြကြီးရဲ့မခင်နှင်းစီမယ်စာခမများစာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟဲ့မခင်နှင်းစီတို့ပေးစာဆိုပါလားတချင်းလေးကဆက်ပြောတာတို့မခင်နှင်းစီတာယာချမ်းမြေ့စီကြောင်းတောင်းစုပြုပါသည်တဲ့မခင်နှင်းစီတယောက်မင်းရဲ့ဘဝအတွက်ဖြောင်းဖြောင်းကြီးမှထင်နေခဲ့သည်တဲ့စခန်းပုံတစ်လျှောက်ပန်းကုံမောက်ပါလို့တဲ့အလှအတွက်မောကထဲဝါလာခဲ့သည်တဲ့ရှေးတော့ချင်းလေးပါပဲမနှင်းစီဆိုရရင်ရှေးတုန်းကလေးကခေတ်ဆက်ဆက်အမှုပညာရှင်တွေဟာမခင်နှင်းစီအတွက်စိတ်ပူနေခဲ့ရတာပဲဒီလိုဆိုမခင်နှင်းစီဟာခေတ်ဆက်ဆက်အနေရကြီးနေခဲ့တာပဲဖြစ်ရမယ်ဒီနေ့ခေတ်မှာလည်းတည်ချင်နေတော့ပဲလားမသေးပါနဲ့မနှင်းစီတကယ်တော့လေမင်းညာသူ့ဘဝကိုတေချာသွားဆက်စုနေခဲ့မိတာသူဘလောက်အထိကြံခဲ့ရတယ်ဘလောက်ထိပြန်လဲယုံထားခဲ့ရတယ်ဆိုတာတွေသိခဲ့ရတယ်မသိချင်ပေမဲ့လေသူတရားတစ်ခါရတိုင်းအဲ့ထံရရဲ့နှိစွဲကိုကြည့်ပြီးအဲ့ဒီမှာကိုဘာလုံးနေခဲ့မိလဲလို့တွေးမိတယ်မနှင်းစီဟာဒါကြောင့်ပဲမနှင်းစီဖြစ်ခဲ့ရမနှင်းစီဟာမနှင်းစီပဲမို့အမောင်ထဲမှာလဲလှခဲ့ရမနှင်းစီဟာမနှင်းစီမို့အစိတ်တွေရှိခဲ့ရမနှင်းစီဟာမနှင်းစီမို့ကျွန်တော်ကိုထိုးဖောက်ခဲ့ရမနှင်းစီဟာမနှင်းစီပဲမို့တေမလို့ဖြစ်ခဲ့ရ
ဟိုတလောလေးကရင်မနှင်းစီဟာမနှင်းစီမှုတေးပေးဖို့အထိလိုအပ်ခဲ့ရာမနှင်းစီကိုလူတွေကခုဆွစားသုံးချင်ခဲ့ကြမနှင်းစီရေဒါပေမဲ့မနှင်းစီဟာမနှင်းစီပဲမို့ကျွန်တော်ဘက်ကတော့မသေးစေချင်ခဲ့မသေးပါနဲ့မနှင်းစီမသေးပါနဲ့မနှင်းစီမနှင်းစီမသေးပါနဲ့လားတကယ်ပြောတာကျွန်တော်မနှင်းစီကိုမသေးစေချင်သေးပါဘူးအခုများမယ်ကျွန်တော် YouTube ပူပန်နေရတယ်လေပြောဦးမယ်ခုဆိုရေရီစီးနေရဲ့မနှင်းစီခမခုံချသွားတဲ့အချိန်ရေပင်ပေါ်မှာကြက်တွေထားသွားတယ်ခဏနေရင်တို့ကပြတ်ကွယ်သွားကြမှာပြီးရင်ခမပြုတ်ကျလာခဲ့ဘူးရဲ့ဆိုတဲ့အကြောင်းကိုပါမေ့ဖြစ်ပြီးတို့ဆက်လက်စီးဆင်းသွားကြမှာရေရီစီးနေရဲ့မနှင်းစီARD မြစ်ထဲမှာရေရီစီးနေရဲ့နောက်ဆိုတရားတစ်စင်းကိုမရွေးပါနဲ့